ငယ်တော့ကတော့အသက်ကြီးလာရင်ကဘာကြီးကိုကယ်တင်ရမယ်ဆိုတဲ့အိမ်မရှိခဲ့ဘူးတဲ့ bombastic side eye အခုတော့ကဘာကြီးကိုမကယ်တင်နိုင်တဲ့အပြင်ကိုယ့်ရဲ့နေ့တိုင်းဆူရှီစားခြင်းနဲ့စိတ်ကိုပြန်ကယ်တင်နေရတယ်ဒီနေ့တော့ဆူရှီစားခြင်းနဲ့စိတ်ကိုမကယ်တင်နိုင်တော့လို့ရန်ကုန်မြို့ရဲ့ဟာလာဆူရှီဆိုင်တစ်ဆိုင်ဖြစ်တဲ့ကန်တော်လေးဒေါ်သိန်းတွေလမ်းမပေါ်မှာဖွင့်လာတဲ့ဆူရှီရဆိုတဲ့ဆိုင်မှာကိုပတ်စံနဲ့ကိုသက်ဆိုင်ခဲ့ပါတယ်အမောပြေရွေးနေချမ်းအေးအေးလေးလည်းတောက်မယ်နောက်ပြီးတော့ဒီ five sauce ကိုလည်းကိုဘာသာကိုစပွဲထုတ်ပြီးတော့ပကံထဲကိုထည့်လိုက်ပါတယ်ဆူရှီစားခြင်းနဲ့အိမ်မောက်အကောင့်ထဲပေါ်ကမှရင်ကောင်လာနာလို့ရင်ကောင်လဲမောင်းခဲ့ရသေးတယ်ရင်ကောင်မောင်းလိုက်လို့တော်တော်ပိုက်စားသွားပြီကဲဆဆမယ်ဒါကတော့တစုံမီဆိုစွပ်ပါတင်စားအီရာမကြိုက်လို့ချင်းဆက်လေးမာရတယ်သူကပဇွန်တုတ်တကောင်ပါတယ်မိုးအေးအေးလေးနဲ့တစုံတောက်လိုက်တယ်မှရင်မက်ထဲကိုနှွေးသွားတယ်ဒီပဇွန်မီဆိုစွပ်လေးလည်းကြိုက်တယ်မျက်နာကတော့တလောကလုံးထမင်းကျွေးရတဲ့ရုပ်လို့တော့မထင်လိုက်ပါနဲ့နော်ဒီလိုမျိုးပဲရုပ်တည်တယ်လို့ပါအခုစားနေတဲ့ဆူရှီကလေဘာလည်းမသိဘူးနမင်းလေးမေ့သွားတယ်သူ့ရဲ့အရသာလည်းလုံးဝမေ့သွားတယ်ကျုပ်အုပ်ထားပြီးတော့ပေါ့နော်မရောစနိမမြနဲ့လှုပ်ထားတဲ့ဆူရှီလေးဒါကတော့အကြိုက်ဆုံးတူနာပဲပြအိတ်ပေါ့နော်အရန်ကြိုက်တယ် delivery နဲ့မှာစားလဲဒီတူနာပဲပြအိတ်ကမပါမဖြစ်ဆိုင်မှာတက်စားလဲမပါမဖြစ်ပေါ့နော်ဒါကတော့ပဇွန်ကင်ထမင်းတင်မှာဒါလေးကလည်းအကြိုက်ဆုံးတဲ့တစ်ခုပေါ့နော်နောက်တစ်မျိုးကကြတော့ကနန်းပြော့ကြော်ပါကနန်းပြော့ကြော်ကလည်းဆူရှီဆိုင်မှာတက်စားတာအမြဲပါတယ်သူကတပွဲမှာတကောင်ပါတယ်ပေါ့နော်ကြည့်အောင်ဥတွေပြစ်နှစ်နေတာပဲမှုေးပြီးတော့အရန်စားကောင်းတယ်နောက်ထပ်2ပွဲလောက်ထပ်မှာခြင်းပဲကျန်တဲ့ဟာတွေမကုန်ပါဆိုလို့ကနန်းပြော့ကြော်တပွဲပဲစားခဲ့ပါတယ်ဈေးနှုန်းလေးတွေကလည်းသူ့မီနူးအလိုက်ပေါ့နော်6000 9000 8000အစားစားရှိပါတယ်ဒါကတော့ကနန်းဆလတ်ပါဒါကတော့ကျုပ်ကြောင်ရည်ညှိထမင်းလိုက်ပါကျုပ်ကြောင်ထုတ်လေးနဲ့စားကောင်းတယ်ဆူရှီအိမ်မက်ကိုအကောင့်ထဲပေါ်ပြီးနောက်မှာတော့တိုတယ်9500ကျပါတယ်ကဲစားလို့ကုန်ပါပြီအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါတတ